1384 ခုနှစ်တကူမင်္ဂလာတရားဘုံဘုံအနေနဲ့ဒီကဘာလုံးကနှိမ့်ဆက်နေတဲ့ကိုဗစ်ယောဂဘေးကြီးဒီပြင်လည်းယောဂအန္တရာယ်ကြီးကင်းပြောက်သွားစေနိုင်တဲ့မေတ္တာတရားနဲ့ဗုဒ္ဓနုဒ္ဓတိဖရာကုံတော်တရားဒီနှစ်ပါးဟောပါမယ်ဗုဒ္ဓနုဒ္ဓတိဗုဒ္ဓကဖရာအနုဒ္ဓတိကအနုအဖာမအထတ္တတတိကအောင်းမေးတဲ့အမှတ်ရတယ်ဖရာကုံတော်တွေအဖာမအထတ္တအောင်းမေးအမှတ်ရအဲ့ဒါကိုဗုဒ္ဓနုဒ္ဓတိတရားလို့ခေါ်ပါတယ်ဗုဒ္ဓနုဒ္ဓတိတရားဗုဒ္ဓအနုဒ္ဓတိဖရာကုံတော်10ပါးဟောပါမယ်ဖရာကုံတော်10ပါးဖရာကုံတော်9ပါးမဟုတ်လားဗျာဆိုရင်9ပါးလို့ဟောဖွင့်တာလည်းရှိပါတယ်10ပါးလို့ဖွင့်တာလည်းရှိဘုံဘုံက10ပါးသဘောကျလို့ဖရာကုံတော်10ပါးလက်ချိုးပြီးတော့ရေးကြည့်ပါမယ်အရဟံတခုသမ္မာသမ္ဗုဒ္ဓောတခုဝိဇ္ဇာသရဏတမ္ပနောတခုသူကတောတခုလောကဝိတုတခု5ခုရှိသွားတယ်အနုတ္တရောတခုပုရိသဓမ္မတာရတိတခုတထာဒေဝမနုဿာနံတခုဗုဒ္ဓောတခုဘဂဝါတခု5ခုဘုရားကုံတော်10ပါးအဲ့ဒါလေးပရိစိတ်ဖို့ပါပဲအရဟံစိတ်လို့ရှိရင်လည်းအရဟံတပတ်ပေါ့ဘုရားကုံတော်10ပါးတပတ်တပတ်နဲ့ဆိုတော့10ပါးမနအိယာထားလို့ရှိရင်10ပါးစိတ်နေ့လေ12နာရီထိုးတော့ဆို10ပါးစိတ်ညအိယာဝင်မအိတ်ခင်10ပါးစိတ်ဒီနေ့ကိုပရိပတ်30စိတ်အဲ့ဒါဆိုရင်အန္တရာယ်ကင်းဘေးရှင်ယောဂဝေဒနာတွေအကုန်ပြောက်လူရင်းဆန္ဒတွေအကုန်ပြေဝမယ်ဒီကွာလုံးရှိတဲ့တတ္တဝါတွေရောခုဗမာပြည်မှာရှိတဲ့ကိုမိတ်ဆွေသင်္ကားတွေဆွေမျိုးတွေဟောအကုန်လုံးကျမ်းမာချမ်းသာအောင်ယောဂဝေဒနာတွေကင်းရှင်းအောင်ဘုံဘုံဒါလေးစိတ်ခိုင်းခြင်းဖြစ်ပါတယ်အရဟံပူဇော်ထုကိုခံတော်မူတိုက်တော်မြတ်စွာဘုရားပရိတလုံးချလိုက်အရဟံပူဇော်ထုကိုခံတော်မူတိုက်တော်မြတ်စွာဘုရားအရဟံပူဇော်ထုကိုခံတော်မူတိုက်တော်မြတ်စွာဘုရားအဲ့လိုနဲ့ပရိတပတ်စိတ်ပရိတကုံက108လုံးပါတယ်အဲ့တော့ပရိတပတ်ဆိုရင်108ခေါက်ဘုရားကုံတော်တွေဝါပြီးသားဖြစ်တော်ပါလိမ့်မယ်အရဟံပူဇော်ထုကိုခံတော်မူတိုက်တော်မြတ်စွာဘုရားအရဟံပြီးသွားပြီထားတော့သမ္မာသမ္ဗုဒ္ဓောမဖောက်မပြန်ကိုရောတိုင်းတရားအလုံးကိုတည်တော်မူသောမြတ်စွာဘုရားသမ္မာကမဖောက်မပြန်တန်ကကိုရောတိုင်းမဖောက်မပြန်ကိုရောတိုင်းဗုဒ္ဓောကသိမြင်တော်မူသောမြတ်စွာဘုရားတရားတွေအလုံးမဖောက်မပြန်အမှန်တိုင်းသိတယ်ကိုရောတိုင်းသိတယ်သူများစီသွားသင်နေရတာမဟုတ်အရဟတမေအရဟတဘုဉာဏ်ရတယ်တပြိုင်နဲ့အဲ့ဒီသဗ္ဗညုတဉာဏ်ဆိုတာတရားအလုံးကိုသိနိုင်တဲ့ဉာဏ်ရတာအဲ့ဒီဉာဏ်ကြောင့်မဖောက်မပြန်ကိုရောတိုင်းတရားအလုံးကိုသိတော်မူသောမြတ်စွာဘုရားပရိတလုံးချသမ္မာသမ္ဗုဒ္ဓောမဖောက်မပြန်ကိုရောတိုင်းလုံးစုံသောတရားတို့ကိုသိတော်မူသောမြတ်စွာဘုရားနှလုံးချသမ္မာသမ္ဗုဒ္ဓောမဖောက်မပြန်တရားလုံးကိုကိုရောတိုင်းသိတော်မူသောမြတ်စွာဘုရားအဲ့လိုနဲ့ပရိတပတ်စိတ်လိုက်နှစ်ပတ်ရသွားပြီးတော့မှဝိဇ္ဇာသရဏတမ္ပနောဝိဇ္ဇာဆိုတာတရားပညာသရဏဆိုတာအကျင့်ပညာဉာဏ်နဲ့အကျင့်တို့နဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားဝိဇ္ဇာကပညာဉာဏ်သရဏကအကျင့်တမ္ပနာကပြည့်စုံတယ်ပညာဉာဏ်အကျင့်တို့နဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားပရိတလုံးချ
ဝိဇာသရဏသမ္ပန္နောပညာညာအတိတော်နှင့်အရှင်တို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားပရိတလုံးချအဲ့လိုနဲ့ပရိတပတ်စိတ်သုံးပတ်ရှိတော့သူကတော့သူဟာကောင်းသောနိဗ္ဗာန်သို့ကတော့ကကြွသွားတော်မူတော့သူကတော့ကောင်းသောနိဗ္ဗာန်သို့ကြွသွားတော်မူသောမြတ်စွာဘုရားသူဟာကောင်းသောနိဗ္ဗာန်သို့ကတော့ကကြွသွားမြတ်စွာဘုရားနိဗ္ဗာန်ကိုကြွသွားတာများတယ်နိဗ္ဗာန်မဲ့အာယုံပြုတယ်ဥပမာအပြင်ဆွမ်းစားတယ်ဆွမ်းလုပ်လေးတလုပ်ပြီးသွားရင်နိဗ္ဗာန်အာယုံပြုလိုက်တာသူကတော့ပြီးတော့ကျတော့ဆွမ်းကန်သွားကြွတယ်ဆွမ်းကန်ကြွရင်လည်းဒကာဒကမတွေဆွမ်းခူးခံဒီလိုဒကာခွဲရောက်ဒီဆေးနေလို့မလောင်းနိုင်နေဘူးဆိုရင်မတ္တရဲ့နိဗ္ဗာန်ကိုကြွသွားတယ်နိဗ္ဗာန်ဖလားသမဘဝင်စားတယ်အဲ့ဒါကြောင့်သူကတော့ကောင်းသောနိဗ္ဗာန်သို့ကြွသွားတော်မူသောမြတ်စွာဘုရားပရိသလုံးချသူကတော့ကောင်းသောနိဗ္ဗာန်သို့ကြွသွားတော်မူသောမြတ်စွာဘုရားသူကတော့ကုံတော်ပရိသလုံးချပရိတပတ်အဲ့တော့ပရိလေးပတ်ရသွားလောကဝိတုလောကသုံးပါးကိုသိတော်မူသောမြတ်စွာဘုရားလောကကတတ္တလောကသင်္ခါရလောကဩကာသလောကလို့လောကသုံးပါးရှိတယ်တတ္တလောကဆိုတာတတ္တဝါတွေပေါ့အခုလူတွေနတ်တွေပြမာတွေခွေးတွေကြက်တွေငှက်တွေအဲ့လိုအသက်ရှိတဲ့တတ္တဝါတွေကိုတတ္တလောကလို့ခေါ်တယ်တတ္တလောကသရဝါလောကသင်္ခါရလောကဆိုတာဒီတဲ့မှာရှိနေတဲ့ဖြစ်ပြနေတဲ့ယုတ်တရားနံတရားတွေကိုသင်္ခါရလောကတတ္တလောကသင်္ခါရလောကဩကာသလောကဆိုတာကတော့လူဘုံနတ်ဘုံမြမဘုံ32ဘုံသိ32ဘုံလုံးသိနိုင်တဲ့ပုဂ္ဂိုလ်ကမြတ်စွာဘုရားပဲရှိပါနော်အဲဒါကြောင့်တတ္တလောကသင်္ခါရလောကဩကာသလောကဟုဆိုသောလောကသုံးပါးကိုသိမြင်တော်မူသောမြတ်စွာဘုရားပရိတလုံးချတတ္တလောကသင်္ခါရလောကဩကာသလောကဟုဆိုသောတတ္တဝါအလုံးသုံးမျိုးကိုသိမြင်တော်မူသောမြတ်စွာဘုရားပရိတလုံးချအဲ့လိုနဲ့ပရိတပတ်စိတ်အဲ့တော့ပရိ၅ပတ်ရှိသွားပြီတော့လောကဝိတုအနုတ္တရောအတုမရှိမြင့်မြတ်တော်မူသောမြတ်စွာဘုရားတန်တူရည်သူတမ်းမြင့်သူမရှိရှင်ပြန်လိုက်လို့ရှိရင်မြတ်စွာဘုရားကိုမြတ်စွာဘုရားနဲ့တန်တူမရှိဘူးမြတ်စွာဘုရားရဲ့တာတဲ့ပုဂ္ဂိုလ်မရှိဘူးရှင်ပြန်လိုက်ရင်မြတ်စွာဘုရားကအထက်ကပဲနေရနော်တန်တူရည်သူမရှိတော့မမူသောမြတ်စွာဘုရားပရိတလုံးချအဲ့လိုနဲ့အနုတ္တရောတန်တူရည်သူမြင့်မြတ်သူရှိတော်မမူသောမြတ်စွာဘုရားပရိတပတ်စိတ်အဲ့တော့ပရိ6ပတ်ရသွားနော်ပုရိသဓမ္မတာရတိပုရိသဆိုတာပုဂ္ဂိုလ်တာရတိကဆုံးမတတ်တာဆုံးမတင်သောပုဂ္ဂိုလ်တို့ကိုဆုံးမတော်မူတတ်သောမြတ်စွာဘုရားဆိုလို့ရှိရင်ဘုံဘုံတို့အင်္ဂုလိမာလာတို့အင်္ဂုလိဆိုတာလက်ချောင်းမာလာဆိုတာပန်းကုန်းလက်ချောင်းလေးကိုပန်းကုန်းကြီးလိုကုန်းလေပင်မဲ့ဆွဲထားလို့သူ့ကိုအင်္ဂုလိမာလာပန်းကုန်းလေဆွဲတဲ့ပုဂ္ဂိုလ်ပေါ့သူကကံညနဲ့တက္ကသိုလ်သွားပညာသင်တက္ကသိုလ်ပညာတွေဘွဲ့တွေရလို့ဆရာရှိခိုးပြီးတော့ပြန်တော့မလို့နှုတ်ဆက်တာအဲ့တော့ဆရာရှိခိုးတဲ့အချိန်မှာဘယ်လိုပြောတော့ဆိုတော့သူ့ကိုမနာလိုတဲ့ပုဂ္ဂိုလ်တွေရှိတော့ဆရာကတော်နဲ့ဒီအင်္ဂုလိမာလာကျောင်းသားတက္ကသိုလ်ကျောင်းသားနဲ့ညအတူအိတ်နေတယ်သူတို့ကလူမယားလို့ဖြစ်နေတယ်လို့အဲ့လိုပြောတော့တက္ကသိုလ်ဆရာကြီးကအဟုတ်မှထင်ပြီးတော့အဲဒီကျောင်းသားဒီကျောင်းကျန်တာပေါ့ဘယ်လိုကျောင်းလုံးဆိုတော့မင်းငါ့ကိုကြော့တယ်ဆိုရင်လက်ညှိုးပေါင်း1000နဲ့ကြော့မှငါ
ကြေတာအဲ့ဆိုလက်ညှိုးတစ်ထောင်ရအောင်လူတစ်ယောက်တတ်ရတာပေါ့တော်တယ်ထွက်ပြီးတော့လူတစ်ယောက်လာလိုက်တတ်လိုက်လက်ညှိုးဖြတ်ယူထားဒီလိုတစ်ပင်ကွာကြလေးတွေထားတော်တော်လေးကြတော့ငှက်တည်းချီသွားနောက်တစ်ယောက်လာတတ်လိုက်လက်ညှိုးလေးဖြတ်ကွာကြလေးထားအဲ့လိုနဲ့တစ်ပင်ကွာကြထားတဲ့လက်ညှိုးတွေကရာထောင်ချီနေပြီသူ့လက်ထဲမရှိသေးဘူးအဲ့တော့ငါလက်ညှိုးတစ်ထောင်ရအောင်တော့ဒီလက်ညှိုးတွေတစ်ပင်ကွာကြတဲ့မထားတော့ဘူးဒီလိုပန်းကုန်းကြီးလိုကွဲပြီးတော့တွေ့ပြီးတော့လေပင်ဆွဲထားအဲ့လိုပန်းကုန်းကြီးလိုလေပင်ဆွဲထားလို့အင်ကူလီကလက်ချောင်းလက်ညှိုးမာလာကပန်းကုန်းအင်ကူလီမာလာလက်ချောင်းကြီးလိုပန်းကုန်းကြီးလိုဆွဲထားတဲ့ယောက်ျားဆိုတော့တိုးတယ်မှတယောက်တည်းမသွားကြရဘူးသွားရင်သူကဖန်တက်လက်ညှိုးလေးဖြတ်ယူထားအဲ့လိုနဲ့လက်ညှိုးဖြတ်ယူထားတာလက်ညှိုး990နဲ့9ချောင်းလေပင်မဲ့ရှိနေ999ချောင်းရှိတော့တစ်ချောင်းပဲလူတော့တယ်ဒီနေ့တော့ဘယ်သူလာတတ်မှာပဲကွာဆိုတော့ဓာသွေးထားတယ်ဓာသွေးတယ်သူ့အမေကငါသားလူတွေနဲ့ဘယင်းတွေကလည်းဖမ်းလို့လုံနေပြီငါသားတီးတော့မှဆိုတော့ငါသားရေးအဝေးပြေးနဲ့တိုးရဲမယ်သူ့အမေကအော်ဟစ်ပြီးတော့ရှောက်လှဲ့အဲ့တော့အင်္ဂုလိမာလာကကဲဒီနေ့တော့လက်ညှိုးတစ်ချောင်းနဲ့လို့အမေလည်းလာပြီအမေမရှောက်ဘူးလက်ညှိုးတစ်ချောင်းရအောင်အမေတတ်မယ်ဆိုပြီးတော့လိုက်တာအဲ့တော့အမေကထွက်ပြေးပေါ့ရှေ့ကပြေးသူကနောက်ကလိုက်အဲ့တော့မြတ်စွာဘုရားကအင်္ဂုလိမာလာအမေတတ်တော့မှာပဲအမေတတ်ရင်တော့တရားသူမရတော့ဘူးမာတုခါတကအမေတတ်တဲ့ကံကြီးထိုက်သွားပြီငါကဲမှဖြစ်မယ်ဆိုမြတ်စွာဘုရားကဒီကအမေဒီကအင်္ဂုလိမာလာရားရဲမဲ့ဝင်ပြီးတော့ရက်လိုက်တာပေါ့ရားရဲဝင်ရက်လိုက်တော့အမေတတ်မဲ့စားဒီရဟန်းမဲ့တတ်မဲ့ဆိုပြီးတော့ဖះကိုတတ်ဖို့ကလိုက်တာဖះဆိုတော့တကိုးရှိတော့သူမမီဘူးဟေးရဟန်းရက်လို့ပြောတယ်အဲ့လိုအော်ပြောတော့ငါရက်တယ်မင်းမရက်တာလို့ပြောတယ်ရဟန်းကြီးနဲ့လိမ့်ပြောနေကြမှာနဲ့ဘယ်ပြကူပြေးနေတာမြဲသားနဲ့ငါရက်တယ်လို့ဆိုဘယ်လိုယုံမှာတော့မဟုတ်ဘူးကွာငါရက်တယ်ဆိုတာငါဘဝရက်ပြီးဒီဘဝသေးရင်နိဗ္ဗာန်သွားတော့မယ်မင်းကမရက်ဘူးအမေတတ်လဲဆိုမင်းဝီကြီးငရဲကြမှာအဲ့တော့ငါလူဘဝကြီးရက်သွားပြီမင်းနာမရက်တာအဲ့ဒါကြောင့်ငါရက်တယ်မင်းမရက်တာလို့ပြောတာဆိုတော့ဒါဟုတ်တာပဲဒါဖေရဖြစ်မယ်ဆိုပြီးတော့ကဲဆရာကြောတာလက်ညှိုးနဲ့မကြောတော့ဘူးဆိုတော့ပန်းကုန်းကြီးလည်းပြစ်လိုက်ပြီးတော့ကြတော့ဓာတ်တွေလည်းပြစ်လိုက်ရပြီးတော့ဖေရရှိခိုးတာအဲ့ကြမှာဖေရကအေးဘိက္ခုလို့ခေါ်လိုက်တော့ယဟန်ဖြစ်သွားတရားကျင့်တော့ယဟန္တာဖြစ်သွားတယ်နော်အဲ့ဒါရတော့ပြောလို့ရင်ကတော့တရားအားထုတ်တယ်တရားတွေကျင့်တယ်ဆိုတာအခြေအရွယ်မရှောင်ကျင့်ရတယ်ငယ်သေးတယ်ဆိုမကျင့်မဲမနေအောင်ကြီးပြီးအိုးပြီးမကျင့်မဲမနေအောင်ငယ်ငယ်ကြီးတရားတွေကျင့်ပါလို့ဆိုလို့ရင်မနော်အဲ့ဒါပုရိသဓမ္မတာရတိဆုံးမတဲ့အင်္ဂုလိမာလာတို့ပုဂ္ဂိုလ်တို့လိုမိုက်မဲနေတဲ့ပုဂ္ဂိုလ်တွေကိုလည်းဆုံးမတော်မူတော်မြတ်စွာဘုရားအင်္ဂုလိမာလာတို့လိုမိုက်မဲတဲ့ပုဂ္ဂိုလ်တွေကိုဆုံးမတော်မူတတ်တော်မြတ်စွာဘုရားအဲ့ဒါပုရိသဓမ္မတာရတိတထာဒီယောမနုဿာနံခုနှစ်ခုရှိတော့တထာဒီယောမနုဿာနံတထာဆိုတာဆေယဒေဝဆိုတာနတ်မနုဿာဆိုတာလူနတ်လူတို့ကိုဆုံးမတော်မူတတ်တော်မြတ်စွာဘုရားနတ်တွေလည်းဆုံးမတယ်ပြမာတွေရောလူတွေရောတိရစ္ဆာန်တွေရောဆုံးမတော်မူတတ်တဲ့မြတ်စွာဘုရားတထာဒီဝမနုဿာနံနော်တထာက
ဆုံးမတတ်တဲ့ဆရာဒေဝကနတ်မနုဿကလူနတ်လူတွေကိုဆုံးမသိရင်ဆုံးမတော်မူတတ်သောမြတ်စွာဘုရားပရိတလုံးချတထာဒီဝမနုဿနံနတ်လူတို့ကိုဆုံးမတော်မူတတ်သောမြတ်စွာဘုရားအဲ့လိုနဲ့တပတ်စိတ်ဘယ်နှပတ်ရှိသွားရှစ်ပတ်ရှိသွားပြီးတော့မှဗုဒ္ဓဆိုတာကဘုတ်ဆိုတာကသိတာပေါ့ဒေါကတော့တတ်တာသိတတ်တာတရားတွေအားလုံးကိုယ်တော်တဲ့သိတယ်သူများလည်းပဲသိအောင်ဟောတယ်ကိုယ်တော်နဲ့သိတတ်သူများတွေလည်းပဲနိဗ္ဗာန်အာယုံသိစေတတ်တဲ့ဖေဟာအဲ့လိုနဲ့ပရိတလုံးချဗုဒ္ဓနဲ့အဲ့လိုပရိတဝစေကိုယ်ပါရတော့နောက်ဘဂဝါဘဂဆိုတာကဘုံတကူဝါဆိုတာရှိတာဘုံတကူရှိတော်မူသောမြတ်စွာဘုရားပရိတလုံးချဘဂဝါဘုံတကူကြည်တော်မူသောမြတ်စွာဘုရားနောက်ဗမာဆိုတာတွေမှတ်မိနေရင်ဗမာပြန်မနေနဲ့တော့ဘဂဝါဒီလိုအရဟံနဲ့အရဟံဆိုပရိတလုံးချအရဟံဆိုပရိတလုံးချဘဂဝါဆိုပရိတလုံးချဘဂဝါပရိတလုံးချအဲ့လိုနဲ့ဘဂဝါနဲ့တပတ်စေ10ပတ်ရှိတော့တာပေါ့အရဟံတချောင်းချိုးသမ္မာသမ္ဗုဒ္ဓော2ချောင်းဝိဇ္ဇာသရဏသမ္ပန္နော3ချောင်းသူကတော်4ချောင်းလောကဝိတု5ချောင်းအနုတ္တရော6ချောင်းပုရိသဓမ္မတာရတိ9ချောင်းတထာဒီဝမနုဿာနံ10ချောင်းဗုဒ္ဓော9ချောင်းဘဂဝါ10ချောင်းမနေ့က10ပတ်ပရိ10ပတ်စိတ်နေ့လယ်12နာရီ10ပတ်စိတ်ညအိယာဝန်10ပတ်စိတ်ပฏิပတ်တနေ့ကို30စိတ်ကြာဘုရားဂုဏ်တော်ရဲ့တကူကြောင့်ဒုက္ခတွေအားလုံးငြိမ်းနိုင်တယ်နော်ဘုရားဂုဏ်တော်ရဲ့တကူကြောင့်ခုဗမာပြည်မှာလည်းပဲကိုဗစ်ယောဂတွေနည်းနေလာပါပြီအဲ့လိုစိတ်တဲ့လူတွေများရင်ကိုဗစ်ယောဂတွေအကုန်ပျောက်သွားမှာနော်ပြီးတော့မှဘုရားဂုဏ်တော်ပြီးတော့မေတ္တာပွားနည်း7နည်းလားအဲ့ဒါကိုဘုံပါဠိတော်လာတဲ့အတိုင်း1ကနေပြီးတော့7အထိရွတ်ပြပါမယ်1နံပါတ်လုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေအာလုံးသောတတ္တဝါတွေအာယုံပြုတတ္တဝါတွေကျမ်းမာကြပါစေချမ်းသာကြပါစေကျမ်းမာတာဆိုကိုယ်ကျမ်းမာတာချမ်းသာတာဆိုစိတ်ချမ်းသာဒါတနည်းပြီးတော့တတ္တဝါတွေအားလုံးကိုဒီခါရဲတစုတည်းထားပြီးတော့ပွားတာနှစ်စုလိုက်တယ်ဆိုကြောက်တံမကြောက်တံနှစ်ရများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေကြောက်တတ်တဲ့တရဝါမကြောက်တတ်တဲ့တရဝါမကြောက်တတ်တာယဟန္တာပဲရှိတယ်ယဟန္တာမှာတပါးကျန်တဲ့ပုဂ္ဂိုလ်တွေကကြောက်တတ်သေးတယ်အဲ့တော့နှစ်ပုံပြီးတော့ကြောက်တတ်တဲ့တရဝါတွေစိတ်ထဲတပုံမကြောက်တတ်တဲ့ယဟန္တာပုဂ္ဂိုလ်တွေတပုံအားလုံးနှစ်ပုံလုံးတတ္တဝါတွေကျမ်းမာပါစေချမ်းသာပါစေဆိုတနည်းအဲ့တော့နှစ်နည်းရသွားတာပေါ့အဲ့ဒါဒုက္ခနည်းခေါ်တယ်နှစ်တတ္တဝါတွေနှစ်ခုစုပြီးတော့ပွားတာနော်ခြေတူအလတ်300များစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေရှည်တဲ့တတ္တဝါတူတဲ့တတ္တဝါအလတ်စားတတ္တဝါသုံးပုံပြီးတော့ပွားတာရှည်တယ်ဆိုတာမွေတွေခန္ဓာကိုယ်ရှည်တဲ့တတ္တဝါတွေအဲ့လိုတတ္တဝါတပုံခန္ဓာကိုယ်တူတဲ့တတ္တဝါတွေကြွက်တွေငှက်တွေအဲ့လိုတူတဲ့တတ္တဝါတပုံအလတ်စားတတ္တဝါတပုံသုံးပုံတိကမေတ္တာပွားနည်းလို့ခေါ်တယ်ရှည်တူအလတ်300များစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေအဲ့လိုနဲ့ပရိတလုံးချသွားနော်ဘယ်နှနည်းရှိသွားတော့3နည်းရှိသွားဧကကနီဒုက္ခနီတိကနီ
Ekaga Tadwari Tabong Along as Nirunyanu Chavra Boara. Duga Niga Nabomona, Chowda de Rawatabong, Machowda de Rawatabong, Elun Nabong Bong Raboa, Tiga Niga Dombona, Kanago Shira the Rawatabong, Do the Rawatabong, Alessa the Rawatabong, and a bony be die. Ching a lot, don't have Nazwa, that the war, Chana go say, Meva, the Chide the Rawa, Seniru, Willanga Yuru, Kanago Chide the Rawatabo, Kanago did Jugaliri, Yanliri, Chanliri, the Rawadi Tabo, Alata the Rawatabo, Luru. Juero Noiro Luda, Lassabo. Era Chile the Rawatabo, Nere the Rawatabo, and Lassabo, Domumbo, Tigani, Bidoma, Sujo, and Lat, Doya Nyazwa, Nadawa, Chana, go say Mievazi, Sure, Sula, Warabo, Jone, Sura Bine, Sujo, and Lassa, Wale the Rawa, Bine the Rawa, Lassa the Rawa, Domumbo. Jama Javazi, Chana Javazi, Elibuada Deni, Lini Shido, no? Jing a la, Doya Miazwa, Nadawa, Chana go say Nevazi, Mani Shidola, Bidoma, Mia, Mamia, Nea Miazwa, Nadawa, Chana go say Nevazi, Niesi Nelu Mia de Roa, Luri, Kuri, Jedi, Nedi, Mamia Azraga. Messi never mean on the series the Nadi Mari era Mia de the water woe, Mamia de the water woe, Bomiro, that was the Amajawa, the Chana Java, the Dilboa, Biroma, Winnie, Nine, Natuimias, that the wa, Chana goes a Mieva, the Winnie the Roa, a Nini retro, the young units, the Roadi, and Need Favaro. Be a weary. I need that waterbo, a wither waterbo, Nabong bong boiler, Duga need for it. Needed the raw, withered the raw, Yamawazi, Chanawazi, Bidoma. But what's that so? Masomia's one that the wa, Chana go say, Mievazi, Baliara Buddha, what them with you. Buddha's rabo, Pip Bibi. Yana Boguria Bibi, now time a fiddle. Janet Boguria, Butuzi and Lea, Aria Bogulebe, Anaga Anti, Pia Oma, baby and Nabo Seoma. Edlo, Bawa Sone Yana the bow, Viroma, Bawa Masone, Janet Dadawari the bow, Nabombo. Medabwa, Shenishi, now the car. Lu Chenyan, led by Chen, Kenshin Java, the already of Lena Yara, the Messi Java in Medabwa, Goni Shiva. A Chen de Jan, a Chenyan, Kenshin Java, the already of Mayan Jillian, Miamo, a Tendelia, a Mazonzo, Dunya, a Temadea, no? Lieutenant Senior Jim Kinshin Java, the era bon like the Saturday, Midam Wani Saturday, Wasi Nanyati, that was the Guna needed the wa was the Saturday Boava, the mess of the kind, no? I don't the Nashi de Bamavi, she that the warrior, Debian Dami, she the Kavadu Guadari, or Tigavabi and Debian Leva Kavari, Chili. Nyanya ea wem wooden gineka she near Eri Giri then Dadwari Shijarabo Eri Dadwari or Ani with Dadwari or Alo Yama Java the Chana Java the Medabuani Sedanine Boisi Nanya the Elu was the Meda Daddy Shing Ha Biro Dadwari Goo. Kubi yoga le de pibi biagwa ma no Kabadu Gumadari ela one hamulure to good Diana Breda and the wa no like the car
လည်းပဲနားထောင်နေတဲ့ပုဂ္ဂိုလ်တွေမေတ္တာပွားနည်း7 နည်းဂုဏ်တော်10 ပါးတွေပွားနိုင်ကြပါစေဘုရားဂုဏ်တော်10 နည်းမေတ္တာပွားနည်း7 နည်းအားလုံးသောတတ္တဝါတွေကြားနာကြတဲ့တတ္တဝါတွေပွားနိုင်ကြပါစေမေတ္တာတကူဘုရားဂုဏ်တော်တကူကြောင့်ယောဂအန္တရာယ်အသွဲသွဲတို့မှကင်းရှင်းပြီးတော့ကျမ်းမာချမ်းသာကြပါစေကုန်သတည်းသာဓုသာဓုသာဓု